ဒုတိယရက်မှာတော့မနက်စောစောစီးလမ်းလျှောက်ပြီးတော့မဆန်းလင်ခိုတာမုတ်တီနဲ့မင်းတီဟာကပဲထက်တရာနဲ့အထမ်းမိရှိလေးသွားစားပါတယ်ပြီးတော့ပြုံးလင်တက်ပြီးတော့အဲ့ဒီမှာဖူရှင်စားတောက်ဆိုင်မှာသွားပြီးတော့စားခဲ့ပါတယ်ချမ်းတို့က2ယောက်တည်းဆိုတော့ဟင်းပွဲပိုးရှင်းနေရလဲအများများတဲ့ကြောင့်မလို့2မျိုးပဲမှာနိုင်ပါတယ်ရှင်ချမ်းတို့မှာစားတာကြတော့ကြက်ကြောင်မာကြီးဆိုတဲ့အဲ့တော့ကြက်ပါအောင်ပေါ့နော်ကျွတ်နေအောင်ကြောပြီးတော့သူ့ရဲ့ signature sauce လေးနဲ့တုတ်ထားတဲ့ဒီကြက်သားဟင်းတစ်မျိုးရဲ့တော်တော်စားလို့ကောင်းပါတယ်သူ့ရဲ့ sauce လေးကလည်းချိုဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းပါတယ်ပြီးတော့သူကချင်းစော်ကားသီးဟင်းလေးလည်း free ပေးပါသေးတယ်ဒုတိယဟင်းပွဲလေးကတော့ဒီသုံးတက်သားမုံငင်းကျင်ပေါင်းလေးပါသူကလည်းတော်တော်ကိုစားလို့ကောင်းပါတယ်ဟင်းပွဲပိုးရှင်းရလဲလူပေါ့နော်4-5ယောက်လောက်ကတော့စားလို့ရပါတယ်ချားတော့တော်တော်ကိုကြိုက်ပါတယ်သူကမအီပဲနဲ့စားလို့တော်တော်ကိုလည်းကောင်းပါတယ်ရှင်ပြီးတော့ချမ်းတို့ကအစာပိတ်အနေနဲ့မင်းမျိုးရောက်တိုင်းသွားတောက်နေတဲ့မင်းမျိုးကဖေးဆိုင်လေးမှာသွားတောက်ပါတယ်ညနေစာတော့အခုပြုံးလွင်မှာအခုနာမည်ကြီးနေတဲ့မာလာမောက်ချိုက်ဆိုင်လေးမှာသွားပြီးတော့စားခဲ့ပါတယ်လူအရန်များပြီးတော့ဒီထိုင်ကုန်နေတာမှပေါ့နော်စောင့်နေရတဲ့အတွက်ကြောင့်မို့လို့ချမ်းတို့ကအဲ့မှာဗီဒီယိုတော့မရိုက်လိုက်ရပါဘူးဒီတိုင်းစားတဲ့ဟင်းလေးတွေပဲရိုက်လိုက်ရပါတယ်တော်တော်စားလို့ကောင်းပါတယ်သူရှာပင်ဖင်းလေးရတယ်အရန်မချိုပဲနဲ့တောက်လို့ကောင်းပါတယ်အပြန်တော့ cheese lapper cake နဲ့ red malai လေးရဲ့မင်းမျိုးကဖေးလေးဝယ်ခဲ့ပါတယ်ရှင်